တယ်နော် ဒါချက်လီပန် ဂျယ်လီပန်းပတ်မယ်ဆိုရင်ကြည်လားဒီစားဖုတ်ကထောက်ပြီးရနော်ဖုတ်ကထောက်ပြီးရရှင်းပတ်မယ်ဆိုရင်ပြီးလေးနဲ့ရှင်းမယ်ပြီးရင်တစ်ချက်လိမ့်မယ်โอเคထပ်ရှင်းမယ်တစ်ချက်ထပ်လိမ့်မယ်ထပ်ရှင်းမယ်တစ်ချက်လိမ့်မယ်ဒါကဘာဖြစ်စီတယ်ဆိုရင်စပင်းအဆောင်တိုင်းကိုကောက်သားဝင်စေတယ်နော်စရသွားလို့လိမ့်သွားကြတော့အချောင်းလိုင်းမပါလာကြတချို့အချောင်းတွေကအရင်သိမ့်တယ်ချို့ချောင်းတွေကသိမ့်မလိမ့်ဘူးဒါဆိုရင်ကောက်သားမလှတဲ့ပြဿနာကို तू ကပူကြုံရတတ်တယ်ခေါင်းကျတော့ပို့ပြီးတော့လှတယ်အချောင်းတိုင်းမှာဒါစပင်းနဲ့ဆင်းလေးဖြစ်သွားပြီးတော့မှအကုန်လုံးကိုလိမ့်လိုက်ဆိုဖြစ်သွားတာနော်ပြီးရင်ဒီကောင်ကိုဆွဲနဲ့အပေါ်ကိုထောင်ပြီးသွားရမယ်အပေါ်ကိုလေယာယူပြီးတော့နော်ဒါရရှင်ယူပြီးတော့ဆွဲရပါနော် elevation ယူမယ် elevation ယူပြီးတော့ဆွဲရပါအဲ့လိုကောက်တာမျိုးတော့စပယ်ရှင်ကပုံလာမယ်နော်စပယ်တို့ရဲ့လူတွေဆိုရင်ဒီအပေါ်မြောက်တက်သွားတယ်ဖြားရည်လေးနော်ဒါလေးကတော့မင်းတို့တစ်ခေါင်းလုံးကောက်ချင်တယ်ဆိုပဲကောက်ပါနော်တစ်ခေါင်းလုံးမကောက်ချင်ဘူးနဲ့တစ်ဝက်ကျော်လောက်ပဲ